မင်္ဂလာပါရှင်ဒီခါမှာဟီဇက်က What a Center Blessing တင်းစီကိုရောက်လာမဲ့စင်တာပေးမဲ့ကံကောင်းခြင်းတွေကဘာတွေလဲဆိုတဲ့ခေါင်းစဉ်နဲ့ reading လေးလုပ်ပေးထားပါတယ်ဒီ reading ထဲမှာငွေကြေးအလောက်ကိုင်းနဲ့ခြေဆိုပြီးတော့ general reading လေးဖတ်ပေးထားပါရှင်ဒါဆိုရင်ဒီပုံလေး၃ပုံနဲ့ကကိုယ်စိတ်ကိုအစွဲဆောင်ဆုံးဖြစ်မဲ့ပုံလေးတစ်ပုံကိုရေးပေးထားပါအောင်နော်ရွေးပြီးပြီဆိုရင်ပိုင်ဝမ်းလေးတွေကြည့်လိုက်ရအောင်နော်ပိုင်ဝမ်းလေးမင်္ဂလာပါရှင်ပိုင်ဝမ်းလေးတွေရွေးချယ်ထားတဲ့ပိုင်ဝမ်းလေးတွေစီကိုရောက်လာမယ်ကံကောင်းခြင်းတွေကဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်နော်ကလေးတွေက The Star ရဲ့ Eight of Pentacles ရဲ့ Six of Swords ရဲ့ပိုင်ဝမ်းလေးတွေကိုလေးစန်တာကHope is returning ပေါ့နော်မျှော်လင့်ချက်တွေတက်ဝင်လာပြီကိုမျှော်လင့်ထားတဲ့ကိစ္စလေးတွေအမှန်တကယ်ဖြစ်လာတော့မယ်လို့ blessing ပေးထားပါတယ် The Star ရဲ့ energy အရာပေါ့နော်The Star ကမျှော်လင့်ချက်တို့ပျော်ရွှင်မှုအတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုဆိုတာတွေကိုကိုစားပြုတဲ့ကပ်ဖြစ်တဲ့အတွက်ပိုင်ဝမ်းလေးအတွက်ကိုမျှော်လင့်ထားတဲ့ကိစ္စတွေကိုဖြစ်ချင်တဲ့အရာကိုရောက်ချင်တဲ့ပန်းနိုင်တွေရောက်လာတော့မယ်လို့ပြောထားပါတယ်ပထမဆုံးပိုင်ဝမ်းလေးအတွက်ကငွေကြီးက Eight of Pentacles ဆိုတော့ Christmas ပြီးရင်ပေါ့နော် Christmas ပြီးရင်ဝင်ငွေတိုးလာမယ်ဝင်ငွေလမ်းကြောင်းကလည်းတစ်ခုထပ်ပို့ပြီးရလာမယ်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ skill ကိုသုံးချပြီးတော့ငွေဝေလမ်းကြောင်းအသစ်တွေကိုဖန်တီးဖြစ်မယ်လို့ပြောထားပါတယ်ကိုကြံစီထားတဲ့အလုပ်ကိုင်းတို့ကြံစီရှိရင်ပေါ့နော်ဒီ idea ပေါ့ကိုတွေးနေတဲ့အစဉ်တို့ idea အစဉ်မှာပဲရက်မထားပဲနဲ့လက်တွေ့လှုပ်ဆောင်တဲ့ကာလလို့ပြောထားပါတယ်ဆိုတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ Santa ရဲ့ blessing ကဝင်ငွေတိုးတက်လာမယ့်အချိန်ဖြစ်လို့ကိုယ့်ရဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့ skill တွေအသိဉာဏ်တွေဘူးတူတာတွေလိုအဆက်အသွယ်တွေကိုတုံးချပြီးတော့ကိုဖြစ်ချင်တာကိုရည်ရထားတာတွေကိုလှုပ်ဆောင်ပါလို့ပြောထားပါတယ်အလောက်ကင်တွက်က Six of Swords ဆိုတော့လောလောဆယ်မှာတော့အခက်ခဲကြီးပေါ့နော်မပြေလည်နိုင်တာလေးရှိနိုင်တယ်တဲ့ဒါပေမဲ့အဲ့လိုရှိနိုင်ပေမဲ့စင်တာကပေါ့နော်ဒီခက်ခဲတဲ့အချိန်တွေကကုန်ဆုံးသွားပြီလို့ပြောထားပါတယ်ခရစ်စမတ်ပြီးရင်ကိုယ့်ရဲ့အလုပ်ထဲမှာကိုဝန်ထမ်းဖြစ်ခဲ့ရင်ပေါ့နော်အလုပ်ထဲမှာဌာနပြောင်းတာတို့ကိုလိုချင်တဲ့အလုပ်ကိုပြောင်းရတာတို့အလုပ်အကင်ပြောင်းရွှေ့လေးလည်းမြင်တယ်toxic ဖြစ်တဲ့လူတွေပတ်ဝန်းကျင်တွေအဲ့နေရာနေပြီးတော့ကင်းဝေးလာမယ်ကိုယ့်ရဲ့ work life balance ကလည်းမျှလာပြီးတော့ကိုယ့်ရဲ့ career ကလမ်းကြောင်းမှန်ပေါ်ရောက်သွားမယ်လို့ပြောထားပါရဲ့ရှင်အခြေအတွက်ကတော့ the star card ရတာဆိုလေ the star card ကတော့ healing တို့ hope တို့ဒီ soul mate energy ပေါ့နော်အဲ့ဒါမျိုးသူကရှိတယ်ရှိတော့ကိုနာကျင်ခံစားရတဲ့အချိန်တွေစိတ်ပြက်ရတာတွေစိတ်ရှုပ်ရတာတွေအဲ့ကိစ္စတွေကပြီးဆုံးတော့မယ်တဲ့ကိုနာကနေပြီးတော့ပျောက်ကွယ်သွားတဲ့ကိုပြီးဆုံးသွားပြီလို့ထင်ထားတဲ့အခြေရေးတွေရက်တက်နာတဲ့ relationship တွေရှိရင်ပြန်ပြီးတော့အဆင်ပြေမယ်ပြန်ပြီးဆက်သွယ်ရမယ်ဥမာ X ပြန်လာတာမျိုးတော့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းcrush တွေ့တာမျိုးတို့ကိုရွေးချယ်စရာလေးကြုံလာရနိုင်တယ်ပေါ့နော်ဆိုတော့ the star card ကလေsoul mate energy တို့ soul mate connection တို့ရှိတဲ့ကမလို့ရွေးချယ်မှုလေးကိုတော့တေချာတော့ပြုလုပ်ဖို့မှာချင်ပါတယ်တေချာတော့ရွေးပေးပေါ့နော် relationship သမားတွေကလည်းနောက်တစ်ဆင့်ကိုတက်လန်းနိုင်မှာလိမ့်မယ်တဲ့ဥမာစိတ်ဆက်ကြောင်းလန်းတာတို့မင်္ဂလာကိစ္စဆွေးနွေးတာတော့ပေါ့နော်ဆိုတော့ပိုင်ဝမ်းလေးအတွက်အခြေရေးကတော့ပူစရာမရှိပါဘူးအခြေရေးမှာကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့အရှိတိုင်းပေါ့နော်ကိုဖြစ်နေလို့ချစ်တာဆိုတဲ့လူမျိုးရောက်လာပါလိမ့်မယ်တဲ့ဆိုတော့ပိုင်ဝမ်းလေးအတွက်ကရှေ့မှာပုံမကောင်းပုံနဲ့နေ့တည်တည်းကြိုးစိုးနေပါတယ်လို့ပြောထားပါတယ်ရှင်ဆိုတော့ပိုင်ဝမ်းလေးအတွက်ကဒီလောက်ပါပဲအဖြေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ကဲပိုင်တူးလေးအတွက်ကြည့်လိုက်ရအောင်နော်ပိုင်တူးလေးမင်္ဂလာပါရှင်ပိုင်တူးလေးရွေးချယ်ထားတဲ့ပိုင်တူးလေးစီကိုရောက်လာမယ်ကံကောင်းခြင်းတွေကဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်နော်ကတ်တွေက the sun ရဲ့ Ace of Pentacles ရဲ့ Two of Cups ရဲ့ပိုင်တူးလေးတွေလေစင်တာကပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်းဆိုတဲ့ blessing ပေးထားပါတယ် the sun ရဲ့ energy အရပျော်ရွှင်ခြင်းအောင်မြင်ခြင်း abundance ဆိုတဲ့ပေါ်မြတ်ကြွယ်ဝခြင်းတွေရောက်ရှိလာတော့မယ်လို့ပြောထားပါတယ်ပထမဆုံးပိုင်တူးလေးအတွက်ငွေကြေးက Ace of Pentacles ဆိုတော့ဒီ Christmas ပြီးရင်ပေါ့နော်ငွေကြေးနဲ့ပတ်သက်လို့အခွင့်အလမ်းတစ်ခုရလာကြရှိတယ်တဲ့ဥမာအလုပ်အသစ်တစ်ခုတို့ယာထူးတိုးတာတို့လစာတိုးတာတို့ကိုပိုင်လုပ်ငန်းအသစ်စတင်တာတို့ရင်းနှီးမြှုပ်နှံမှုအသစ်လုပ်တာတို့ကိုမျှော်လင့်မထားတဲ့နေရာနေပြီးတော့
ငွေကြေးအကျိုးမြတ်ရတာတို့ဥမာထီပေါက်တာအမွေရတာစုကြေးရတာစရှိသဖြင့်ပေါ့နော်ရလာနိုင်ကြရရှိတယ်တဲ့ကိုအတွက်က right timing ဆိုတဲ့အချိန်ကိုရောက်လာပြီဖြစ်လို့ကိုဘေးနာလူတွေကိုပေးကမ်းထောက်ပံ့နိုင်တဲ့အထိငွေရှာနိုင်မယ်တဲ့ဆိုတော့ငွေကြေးကြွယ်ဝမှုနဲ့တည်ငြိမ်မှုတွေရရှိပြီးတော့အလှူဒါနတွေပါပြုနိုင်လိမ့်မယ်လို့ပြောထားပါတယ်ရှင်ဆိုတော့အဲ့ဒီရလာမယ့်အခွင့်အရေးကိုပေါ့နော်လက်လွတ်မခံမဲနဲ့စ조사ပါအစပြုလိုက်ပါလို့ပြောထားပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လို့သစမ်းကတ်ရထားလို့စင်တာကအလောက်ကိုင်းနဲ့ပတ်သက်လို့အောင်မြင်လိမ့်မယ်လို့ပြောထားရယ်နော်ခုနပြောခဲ့သလိုပဲအလောက်မှာအတိအမှတ်ပြုခံရတာကိုစ조사ပြီးတော့အနစ်နာခံခဲ့လုပ်ခဲ့တဲ့ကိစ္စရပ်တွေကနေပြီးတော့အကျိုးမြတ်တွေရလာတာလုပ်ဖို့ကိုင်မက်တွေစီကနေပြီးတော့အတိအမှတ်ပြုမှုတို့ယာတို့တို့လာစာတို့ promotion တွေရတာအလုပ်လျှောက်ထားရင်အလုပ်ရတာ interview ဖြေထားရရှိရင်အလုပ်အတွက် offer ရတာမျိုးတွေရှိလာပါလိမ့်မယ်တဲ့လုံနဲ့ပတ်သက်လို့ခီးတွေထွက်ရတယ်နော်ယနေ့ရဝေခီးတွေသွားရတာမျိုးတွေ့တယ်တခုသတိထားမှာလေသူများကိုအမခံပေးတာတို့ဂျောင်းဝင်ညှိနှိုင်းပေးတာတို့ငွေအချင်းကကိစ္စလေးတွေတော့ရှောင်ပါလို့ပြောထားပါတယ်အချစ်ရေးအတွက်က2 of cup ရတာဆိုတော့အချစ်ရေးမှာစိတ်တူကိုနဲ့ခံစားချက်တူတဲ့သူမျိုးရောက်လာလိမ့်မယ်တဲ့ဒီကက couple energy ပြည့်ရှိတဲ့ကပ်မို့လို့လေ relationship သမားတွေကလည်းပို့ပြီးတော့ခိုင်မာတဲ့ဆက်ဆံရေးမျိုးတည်ဆောက်နိုင်လိမ့်မယ်ပြီးဒီကပြန်တဲ့တင့်မြတ်မှုဆိုတဲ့သဘောတရားတွေလည်းပါဝင်တော့ပြတ်တောက်နေတဲ့ဆက်ဆံရေးတွေရန်ဖြစ်စိတ်ဆိုးတာတွေရှိလဲညှိနှိုင်းပြီးတော့ပြန်လည်ပြီးအဆင်ပြေနိုင်ပါတယ်တဲ့သူဒီကပေးခြင်းတဲ့ message ကလေပိုင်တူးလေးတွေရဲ့အခြေရေးကပိုင်တူးလေးတွေသဘောကျသူတစ်ဖက်လူကလည်းပိုင်တူးလေးတွေကိုသဘောကျတယ်တဲ့ရေရှည်သွားလို့ရတဲ့လူရေရှည်သွားလို့ရတဲ့ဆက်ဆံရေးမျိုးလို့လည်းမြင်နေပါတော့တယောက်နဲ့တယောက်ကစိတ်သဘောထားရောရည်မှန်းချက်ကောခံစားချက်ကောအကုန်လုံးကအတူတူပဲတဲ့တယောက်နဲ့တယောက်ဘယ်လိုပြောမလဲထပ်တူကြနေရမှာပေါ့နော်သူနဲ့ကိုယ်နဲ့ခံစားချက်တွေထပ်တူကြနေရမျိုးပေါ့ပြီးတော့အလုပ်ကိစ္စတွေပါရှိရင်လည်းတယောက်တည်းလုပ်တာထက်စားလို့ရှိရင်ကိုယ်ပါတနာနဲ့တွဲလုပ်တာမျိုးတို့အတူတိုင်းတိုင်းမိညှိနှိုင်းဆောင်ရွက်တာမျိုးဆိုရင်ပိုကောင်းတယ်လို့ပြောထားပါတယ်ဆိုတော့ပိုင်တူးလေးအတွက်ကလောက်ပါပဲရှင်အဖြေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကဲပိုင်သွေးလေးကြည့်လိုက်ရအောင်နော်ပိုင်သွေးလေးမင်္ဂလာပါရှင်ပိုင်သွေးလေးတွေရေးချယ်ထားတဲ့ပိုင်သွေးလေးစီရောက်လာမယ်ကံကောင်းခြင်းတွေကဘာဖြစ်မလဲကြည့်လိုက်ရအောင်နော်ကတ်တွေက Wheel of Fortune ရဲ့Queen of Pentacles Knight of Cups ဆိုတော့ပိုင်သွေးလေးတို့လေးစင်တာက Destiny Shift လို့ blessing ပေးထားပါတယ် Wheel of Fortune ဆိုတာ turning point တို့ divine timing လို့ပြောလို့ရတဲ့ကတ်ပေါ့နော်ဆိုတော့ Destiny Shift ဆိုတာဘယ်လိုမျိုးလဲဆိုတော့မကောင်းတာတွေရှိရင်ကောင်းလာမယ်ကိုမရနိုင်တော့ဘူးထင်လို့လက်လျှော့ထားတဲ့အရာတွေစီကနေပြီးတော့သတင်းကောင်းကြားရမယ်ကိုရဲ့ဘဝအောက်ရောက်နေရဆိုရင်အပေါ်ပြောင်းတော့မယ်ဆိုတဲ့နမိတ်ပေါ့နော် Wheel of Fortune ပေါ့ကံကြမ္မာလဲရင်းလို့လည်းခေါ်ကြတယ်ပထမဆုံးပိုင်သွေးလေးအတွက်ငွေကြေးက Queen of Pentacles ဆိုတော့ငွေကြေးမှာအပူပင်မရှိတဲ့အချိန်မှာတဲ့ဒီဇင်ဘာကျော်ပြီးရင်တော့ငွေကြေးပိုင်းမှာတည်ငြိမ်မှုရလာမယ်ငွေရွှင်မယ်ငွေတွေကိုစနစ်တကျသုံးစွဲနိုင်ပြီးတော့ဝင်ငွေနဲ့ထွက်ငွေမျှတလာပါမယ်တဲ့ပေးစရာရှိတာတွေရှင်လည်းအပြီးပြတ်ပေးနိုင်တာတို့ရစရာရှိတဲ့ငွေကြေးလည်းရလာပါမယ်လို့ပြောထားပါတယ်ဒီကရဲ့အဓိကပေးရှင်တဲ့ message ကလေရလာတဲ့ငွေကြေးတွေကိုစနစ်တကျဉာဏ်ရှိရှိနဲ့အသုံးပြုပါရင်းနှီးမြှုပ်နှံပါလို့ပြောထားပါတယ်ဒီကတ်မှာထီပေါက်တာတို့အမွေရတာတို့တဲ့ဆိုင်လေကိုလိုအားရမယ်ဝင်ငွေပေါ့နော်အဲ့ဒါကိုအဓိကမြင်တယ်လုပ်ငန်းတိုးချဲ့တာအခုအလုပ်ပြင် freelance လုပ်တာမျိုးတို့ online shop လုပ်တာမျိုးတို့ပေါ့နော်သူကပြောထားတာဒီကာလအတွင်းမှာစတဲ့လုပ်ငန်းတွေမှန်သမျှကရေရှည်အကျိုးမြတ်ရပြီးတော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဆွေမျိုးကိုပေးကမ်းထောက်ပံ့ခြင်းတဲ့သူတွေကိုပါပေးကမ်းနိုင်တဲ့အထိအဆင်ပြေလာပါမယ်တဲ့အလောက်ကင်အတွက်က Wheel of Fortune ရတဲ့အတွက်ကိုယ့်ရဲ့ဘဝကတဆင့်မြင့်တဲ့အနေအထားကိုရောက်လာပါတော့မယ်တဲ့အဆင်မပြေတဲ့အနေအထားကနေအဆင်ပြေလာမယ်အဆင်ပြေတဲ့သူဆိုရင်လည်းဒီထက်ပိုကောင်းတဲ့နေရာတို့အလုပ်တို့အခွင့်အလမ်းတို့ရရှိလာပါလိမ့်မယ်တဲ့ career turnaround ပေါ့နော်တချို့ဆိုရင်ကိုလုံနေတဲ့အလုပ်ကနေပြီးတော့မှလုံးဝမတူတဲ့အလုပ်နောက်တစ်ခုပေါ့နော် career change သွားတာမျိုးပေါ့ဆိုတော့အလုပ်ကအပြောင်းလဲလုပ်ရတာမျိုးတွေကိုယ့်ရဲ့ career လမ်းကြောင်းခုနပြောသလိုလမ်းကြောင်းပြောင်းသွားတာမျိုးတွေအထိပေါ့နော်အပြောင်းလဲလေးတွေရှိလာနိုင်တယ်ပိုကောင်းတဲ့အရွေပေါ့နော်ဆိုတော့ဒီပိုက်သွေးလေးတွေအတွက်ကဒီကပြောရှင်တာကအပြောင်းလဲတွေဖြစ်လာရင်တဲ့ပိုကောင်းတဲ့အပြောင်းလဲမှုလို့တဲ့အလိုက်တင်လေးလိုက်ပါစီမျောလိုက်ပါတဲ့
ကိုယ့်အတွက်အဆင်မပြေတဲ့နေရာအဆင်မပြေတဲ့ပတ်ဝန်းကျင်ကနေထွက်လာပြီးတော့ရလာတဲ့အခွင့်အရေးတွေကိုအမိအရသုံးချပါလို့ပြောထားပါတယ်နောက်ပြီးတော့ Queen of Pentacles နဲ့ Wheel of Fortune energy မှုလို့ကို manifest ထားတာလေးတွေပေါ့နော်ပြည်လာဖို့ရှိတယ်တဲ့တမိုးကြီးရဲ့အသုံးဆောင်ပစ္စည်းတို့အိမ်တို့ကားတို့ခြံဝင်းတို့ပေါ့နော်ကိုလိုချင်တာလေးတွေရလာဖို့ရှိတယ်တဲ့အခြေအတွက်က Knight of Cups ဆိုတော့ romantic and sweet energy ပေါ့နော်ပိုင်သွေးလေးတွေမျောနေတဲ့သူစီကအဆက်အသွယ်ပြင်ရပါမယ်တဲ့တချို့လေးတွေကကို crush ကနေပြီးတော့စာပြန်လာတာမျိုးတို့ကို attention ပေးလာတာမျိုးလေးတွေ့ရပေါ့နော်ကိုစိတ်ဝင်စားနေတဲ့သူတွေအနီးနားမှာလည်းရှိတယ်တဲ့ propose လုပ်ခံရတာမျိုး surprise ထိုက်ခံရတာမျိုးလေးလည်းတွေ့ရနော်တေချာတာတော့လေဒီကတ်ရတဲ့သူတွေကိုပြောချင်တာကကိုအတွက်ပိုင်သွေးလေးအတွက်ခံစားချက်တွေနဲ့ပြည့်နေတဲ့သူကကိုစီကိုလာနေပြီတဲ့ပိုင်သွေးလေးရဲ့တစ်ဖက်လူကပိုင်သွေးလေးကိုတကယ်သဘောကျတယ်ပိုင်သွေးလေးရဲ့အကြောင်းပဲတွေးနေတယ်တွေ့လဲတွေ့ချင်ပါတယ်တဲ့ relationship ရှိတဲ့သူတွေကလည်းအပေးယူမျှမျှတတနဲ့တာယာတဲ့အချိန်လေးတွေကိုပိုင်ဆိုင်ရဖို့ရှိပါတယ်တဲ့ဆိုတော့ဒီကရဲ့ energy က romantic and sweet ဆိုတော့လေsingle ရော RS ရော no contact ရောအကုန်လုံးအတွက်ကိုသူက positive ကပ်ပါတဲ့အကုန်ကောင်းတယ်ပေါ့နော်ဆိုတော့ပိုင်သွေးလေးအတွက်ကလောက်ပါပဲရှင်အဖြေလေးကိုကျင်းတဲ့လိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲကောင်းမွန်သော energy ကောင်းမွန်သောကံတွေပိုင်ဆိုင်နိုင်ကြပါစေရှင်